ဒီနေ့ကတော့ကျွန်တော်တို့စေဝါအုပ်စုပေါ့နော်စေဝါအုပ်စုဒီရှေ့မှာတော့နှစ်ပိုင်းပြီးသွားပြီပေါ့နော်ဒါrespiratory tract groups ပေါ့နော်အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့စေဝါအုပ်စုတွေအကြောင်းကိုရှင်းပြပေးပါမယ်ရှေ့မှာတော့ central nervous system ရဲ့ cardiovascular system ပေါ့နော်နှလုံးဟိုအောင်ကြောနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဘိုးအောင်ကြောစနစ်နဲ့ပတ်သက်တဲ့ဟာတွေသွေးနှလုံးသွေးနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်သွေးနဲ့ဆိုင်တဲ့နှလုံးနဲ့ပတ်သက်တဲ့ဆေးဝါးတွေအကြောင်းကိုရှင်းပြပေးပါမယ်ဒီနေ့မှာတော့ကျွန်တော်အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ဒီဆေးဝါးအုပ်စုတွေအကြောင်းကိုရှင်းပြပေးပါမယ်နံပါတ်1မှာဆိုရင် bronchodilator ပေါ့နော် bronchodilator ဆိုတာအသက်ရှူလမ်းကြောင်းကိုချဲ့ပေးတဲ့ဆေးပေါ့နော်အသက်ရှူလမ်းကြောင်းကိုကျယ်စေတဲ့ဆေးပေါ့နော် bronchodilator မှာဆိုရင် beta 2 agonist ပေါ့နော် beta 2 agonist ဆိုတာဒီမှာ salbutamol terbutaline formoterol salmeterol ၄မျိုးရှိရပေါ့နော် asthma ဆိုတာကရင်ကျက်ပေါ့နော်ပန်းနာရင်ကျက်လို့ပြောကြတယ် COPD ဆိုတာဒီ chronic obstructive pulmonary disease ပေါ့နာတာရှည်လေပြွန်ပိတ်ဆို့တဲ့အဆုတ်နဲ့အဆုတ်လေပြွန်ပိတ်ဆို့တဲ့ယောဂါပေါ့နော်အဲအကြောင်းမလို့အသက်ရှူရခတ်တဲ့ဟာပေါ့နော်တချို့ COPD ရှိတယ်လို့ပြောကြတယ်ပေါ့နော် COPD asthma ပန်းနိုင်ကြဒါတွေမှာတုံးတယ်ပေါ့နော် salbutamol terbutaline formoterol salmeterol နောက်နံပါတ် B မှာဆိုရင် anticholinergics ပေါ့နော် anticholinergics မှာဆိုရင် ipratropium tiotropium နှစ်မျိုးရှိရပေါ့နော် ipratropium tiotropium ပေါ့နော်ဒါကဘာအနိသင်ရှိလဲဆိုရင် bronchial spasm ကို short ချပေးတယ်ပေါ့နော်ဒီအောက်မှာတော့ကျွန်တော်ဒီစီပုံလေးတွေပေါ့နော်ဒီ brand name ပါတဲ့ပုံလေးတွေကိုနမူနာအနေနဲ့ဖော်ပြပေးထားပါတယ်နောက်နံပါတ် C ပေါ့နော်နံပါတ် C မှာဆိုရင် methylxanthine ဆိုပြီးတော့အုပ်စုပေါ့နော် methylxanthine ဆိုရင်ဘာပါမလဲဆိုရင် theophylline aminophylline darifylline ဆိုပြီးရှိရပါတော့ဒီ aminophylline တို့ darifylline တို့တော့ကြားဘူးကြမှာပေါ့နော်ဒီစေးတိုင်ရောင်းတဲ့လူဆိုရင်သိပါတယ် aminophylline တို့ darifylline တို့ darifylline rita 150ဆိုပြီးတော့အဲ့လိုနာမည်တွေနဲ့လာတယ်ပေါ့နော်ဒါဆိုရင်ဒါနံပါတ်1ပြီးပါပြီပေါ့နံပါတ်1မှာပါတဲ့ဟာကဒီမှာ bronchodilator လေပြင်းကိုကျယ်စေတဲ့အာနိသင်ရှိတဲ့ဟာတွေ salbutamol တို့terbutaline တို့ formoterol salmeterol ipratropium tiotropium tioba ဆိုပြီးတော့ဒီရှူဆေးတွေလာတယ်ပေါ့နော် tiotropium methylxanthine အုပ်စုမှာဆိုရင် theophylline aminophylline darifylline ရှိမယ်ပေါ့နော်နံပါတ်2က corticosteroid ပေါ့နော် steroid ဆိုတော့anti inflammatory drug anti ဆိုတာ against inflammation ဆိုတာရောင်တာပေါ့နော် anti inflammatory ဆိုတာရောင်ဝန်းခြင်းကိုတက်တာစေရော့စေတယ်ပေါ့နော် corticosteroid အုပ်စုတွေကဘာရှိမလဲဆိုရင် beclomethasone budesonide fluticasone prednisolone ပေါ့နော် beclomethasone budesonide fluticasone prednisolone ဆိုပြီးတော့ရှိမယ်ပေါ့နော် prednisolone မှာလည်းဒီမီလီဂရမ်အမျိုးမျိုးလာတယ်ပေါ့နော်4 5အဲ့လိုမျိုး16ဒီလိုမျိုးရှိရပေါ့နော် prednisolone မှာလည်းသူက brand name medicine နာမည်တွေနဲ့အဲ့လိုမျိုးလာရလေရှိရပေါ့နော်နာမည်ကတော့အမျိုးမျိုးရှိ brand name အမျိုးမျိုးရှိမှာပဲပေါ့နော်ဒါသူရဲ့ composition တို့ contains တို့ဆေးဘူးမှာပါတဲ့ဟာကိုကြည့်လိုက်ရင်ဘာပါလဲဆိုတာသိရတယ်ပေါ့နော်တချို့ဆေးတွေမှာ2မျိုး3မျိုးပါတယ်တချို့ဆေးတွေမှာ1မျိုးပဲပါတယ်ပေါ့နော်ရမယ်ထင်ပါတယ်နော်ဘေးမှာတော့ဒီအတန်ထော်လေးတွေကိုရေးပေးထားပါတယ်နော်antihistamine အုပ်စုပေါ့နော် antihistamine အုပ်စုမှာဆိုရင်သူက allergic ဓာတ်မတည့်တာเนาะ allergy ဆိုတာဓာတ်မတည့်ခြင်းပေါ့ဟိုမှာဓာတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့ယောဂလက္ခဏာတွေကိုလျှော့ချပေးဘာပါမလဲဆိုရင် chlorpheniramine ပေါ့เนาะ chlorpheniramine ဆိုဘာမီတွန်ကိုပြောတာပေါ့เนาะဘာမီတွန်တို့ cetirizine တို့ဒါတွေကတော့သိပြီးသားပါဘာမီတွန်ဆိုတာသူရဲ့chlorpheniramine လို့လည်းခေါ်တယ်ပေါ့เนาะဒီမှာဆိုရင် chlorpheniramine loratadine cetirizine အဲ့လိုရှိတယ်ပေါ့နော် antihistamine အုပ်စုပေါ့ loratadine တချို့ဒီအသားရတာဘာတို့မှာဆိုရင် cetirizine တို့ရက်ထဲမှာဝယ်သုံးကြတယ်တချို့ကျ loratadine တောက်ကြတယ်ပေါ့နော် mucolitis ဆိုတာချွဲပျော်တဲ့ဆေးချွဲပျော်စေတဲ့အာနိသင်ရှိရပါပေါ့နော် mucolitis ဘာတွေပါမလဲဆိုရင် acetylcysteine ambrosol bronchapsin တို့ဘာတို့ဒီ acetylcysteine တို့ကတော့ဒီ
တစ်မျိုးစီးတစ်မျိုးတည်းအဲ့လိုမျိုးလာတာကြီးလည်းရှိတယ်တချို့ချောင်းစုပေါက်ဆေးတွေမှာဆိုရင်2မျိုး3မျိုးတွဲထားတယ်ပေါ့နော်အဲ့လိုမျိုးပါတယ်ပေါ့နော် expectorants ဆိုတာကချွဲထွက်လွယ်စေတာပေါ့နော် guanfacine ammonium chloride ဒီ guanfacine ဆိုလဲအဲ့လိုပဲချောင်းစုပျောက်ဆေးတွေမှာတွဲပြီးတော့ bronchacin တို့ဒီ chlorpheniramine vermidon တို့နဲ့တွဲပြီးတော့ပါတာရှိရပေါ့နော်ဒီ expectorant ချွဲလွယ်စေတာပေါ့နော် guanfacine ammonium chloride နောက်နံပါတ်6မှာဆိုရင် antitaxis တချို့ကြလေ juice လို့ထွက်တယ်ပေါ့နော် antitaxis ချောင်းဆိုးကိုတားဆီးပေးတာဘာလို့ဆို dextromethorphan dextromine နာမည်နဲ့လာတယ် dextro ဆိုတဲ့နာမည်နဲ့လာတယ် dextro ဆိုတဲ့နာမည်မှာတော့ဆေး2မျိုး4မျိုး5မျိုးအဲ့လိုပေါင်းထားတာရှိတယ် dextromine ကတော့ dextromethorphan တစ်မျိုးပဲပါတယ်အဲ့လိုမျိုးပေါ့နော်ဆေးတချို့ဟာဆိုရင် dextromine မှာဆိုတော့ vermidon နဲ့အဲ့လိုမျိုးတွဲထားတယ်ပေါ့နော်ဆေး dextro တီးတန့်လာတာရှိတယ် vermidon နဲ့အဲ့လိုတွဲထားတဲ့ဟာရှိတယ်နောက်တခြားချွဲပျော်ဆေး bronchacin တို့ဘာလို့နဲ့တွဲထားတာရှိတယ်ပေါ့နော်ညာချောင်းစုပျောက်ဆေးအုပ်စုပေါ့နော်antitaxis dextromethorphan codeine နံပါတ်9မှာဆိုရင် leukotriene modifier ပေါ့နော် leukotriene modifier ဒါဆိုရင်သူက montelukast zafalukast အဲ့လိုရှိတယ် montelukast ဆိုတာဒီကျွန်တော်တို့ montafide တို့ montestan တို့ဒါလည်း montelukast ပဲပေါ့နော်တချို့ almontat ဆိုလို့ရှိရင်ဒါ levocetirizine နဲ့ montelukast နဲ့ပေါင်းထားတာပေါ့နော်အဲ့လိုမျိုးရှိတယ်ဒါ montelukast zafalukast သူ့ရဲ့ဒါအုပ်စုက leukotriene modifier ပေါ့နော်အဓိက asthma prevention နဲ့ပန်းနိုင်ချက်ကိုကာကွယ်ဖို့အတွက်အသုံးများတယ်နံပါတ်10ပေါ့နော် muscle stabilizer ပေါ့ muscle stabilizer ဆိုတာ cromolyn sodium သူက allergy တတ်မတည့်တာဒီ allergy reaction တွေကိုတားဆီးပေးရပေါ့နော်ဒါတွေကတော့အပေါ်မှာကျွန်တော်ဖော်ပြထားတဲ့ bronchodilator ဆိုတာကအသက်ရှူလမ်းကြောင်းကိုကျယ်စေတာချဲ့ပေးတာ steroid ဆိုတာရောင်ရမ်းမှုကိုတက်တာစေတာ mucolitis ဆိုတာချွဲကိုပျော်စေတာ antitaxis ဆိုတာချောင်းဆိုတာကိုတားဆီးပေးတာဒါလေးကမြန်မာလိုလေးတွေအပေါ်ကခေါင်းစိတ်အုပ်စုခေါင်းစဉ်တွေကိုဒီမြန်မာလိုလေးပြန်ပြီးတော့ရှင်းပြပေးထားတာပေါ့နော်ရမယ်ထင်ပါတယ်ကဲဒီမှာဆိုလို့ရှိရင်ကျွန်တော်ပုံလေးနဲ့ဖော်ပြပေးဟုတ်ပေါ့နော်ဥပမာဟုတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ composition ကိုကြည့်လိုက်ပေါ့နော်ဒီမှာ composition ပါတယ်ပေါ့နော်ဒါလည်း composition ပေါ့နော် composition မှာပါလဲဆိုတော့ each 5 ml ပေါ့နော်1 teaspoon ဇွန်တစ်စုံမှာပါလဲဆို bronchacin 4 mg ရဲ့ guanfacine 100 mg ပါတယ်ပေါ့ ethanol ကတော့ 10% ပေါ့နော်အပေါ်မှာပါတဲ့ဟာတွေပေါ့နော်ကျွန်တော်ပြောချင်တာကဒီမှာ2မျိုး3မျိုးအဲ့လိုပေါင်းထားတယ်ဆိုတော့ပြောချင်တာဒါသူ့ရဲ့ composition ကိုကြည့်လိုက်လို့ရှင်ဘာပါလဲဆိုတာသိတယ်ဘယ်ဆေးပဲဖြစ်ဖြစ် composition ဒါမှမဟုတ် contain ဆိုတဲ့ဆေးဘူးဖြစ်ဖြစ်အထက်ကဆေးစာရွက်မှာဖြစ်ဖြစ်အဲ့လိုကြည့်လိုက်လို့ရှင်ဘာတွေပါတယ်ဆိုတာသိရတယ်ပေါ့နော်ဒီအပေါ် Wu ဆိုတာဒါ brand name ပဲနော်ရမယ်ထင်ပါတယ်နော်အောက်မှာဆိုရင် usage direction ပေါ့အသုံးတွေပေါ့နော် adult ဆိုတာလူကြီး children ဆိုတာဒီကလေးပေါ့နော်12နှစ်အထက်ပေါ့နော် children under over 12 years ပေါ့နော်နှစ်ဆုံးတန်းမယ်5မယ်ပါတဲ့အတွက်နှစ်ဆုံးကိုတရက်3ချိန်တိုက်လို့ရတယ်ပေါ့နော်မနက်နှစ်ဆုံးနေ့လယ်နှစ်ဆုံးညနှစ်ဆုံးအဲ့လိုပြောချင်တာ6နှစ်ကနေ12နှစ် children ပေါ့နော်အဲ့လိုကလေးဆိုရင်5မယ်တစ်ဆုံးကို3ချိန်တိုက်လို့ရတယ်သူ့ရဲ့ usage direction ပေါ့နော်အသုံးပြုရမယ်အညွှန်းပဲပေါ့နော်ရမယ်ထင်ပါတယ်ဒါဆိုရင် ascorate ပေါ့နော် ascorate မှာဆိုရင်ကြည့်လိုက် composition ကိုကြည့်လိုက်တန်းမယ်မှာဆိုရင် salbutamol 2 mg ပါတယ်တဲ့ bronchacin က4 mg guanfacine က100 mg မန်တော့က1 mg ဒီမှာဆိုရင်1 2 3 4ပေါ့နော်4မျိုးပေါင်းထားတယ်အဲ့လိုမျိုးပဲ4မျိုးပေါင်းထားတယ်ပေါ့နော် ascorate အဲ့လိုမျိုးပဲဘာတွေပါလဲဥမာချွဲပြောတဲ့ဟာဆိုရင်ဘာတွေပါလဲလေးပြွန်းကျဲသေးတာဘာတွေပါလဲကြည့်ပြီးတော့ဟိုညွှန်ပေးလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ရိုမီဘွန်မှာဆိုရင်ကြည့်လိုက်ရိုမီဘွန် tablet ပေါ့နော်ဒါကတော့ tablet ပေါ့နော်ရိုမီဘွန် tablet မှာဆိုရင် dextromethorphan နဲ့ bronchacin ချွဲပြောတာနဲ့ခုန dextromethorphan နဲ့အဲ့လိုမျိုး2မျိုးပါတယ်ပေါ့တချို့ကြဒီချွဲရှိတယ်ဆိုရင်ချွဲပြောတာ bronchacin ပါတဲ့ဟာအဲ့လိုတွက်တော့ရမယ်ရှိတယ်တချို့ကြဒီ dextro တိတန့်ပဲအဲ့လိုတော့ရတာရှိတယ်ပေါ့နော်ဒီမှာဆိုရင်လည်း ditaxin ပေါ့နော်တချို့ digoxin လို့ခေါ်တယ်ထားပါတော့ ditaxin မှာဆိုရင် dextromethorphan 15 mg နဲ့ bronchacin 8 mg ပါတယ်ပေါ့အဲ့လိုပဲအဓိကတော့ဒီအပေါ်ကကျွန်တော်ပြောပြတဲ့ brand name တွေက bronchodilator လား mucolitis လားအဲ့လိုမျိုးလေးတွေသိထားရမယ်ဆိုရင်ကျွန်တော်တို့ကဒီဆေးကဒီ brand name ဆေးတစ်မျိုးလာတယ်ဆိုတာနဲ့
သူ့ရဲ့အာနိသင်ဘာရှိလဲဆိုတော့သူ့ရဲ့ composition မှာကြည့်လိုက်လို့ရတယ်ပေါ့နော်နှမျိုးတည်းလားဒါမှမဟုတ်2မျိုးလားတချို့ကနေမှဆိုဘာမီတုံဟိုပေါင်းပြီးတော့ထည့်ပေးထားတယ်အလားချင်းကြောင်းလားဒါတွေအဲ့လိုတွဲပြီးတော့ဟိုကိုယ့်ဘက်ကိုဟိုဆိုင်မှာလာဝယ်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုလာဝယ်တဲ့လူကိုမေးပြီးတော့ကျွန်တော်တို့ကညွန့်ပေးလို့ရတယ်ပေါ့နော်ချွဲပြောတာနဲ့တွဲပြီးတော့လိုချင်တာလားဆိုရင်ချွဲပြောတဲ့ bronchizing ပါတဲ့အားလိုမျိုးပေးလို့ရတယ်တချို့ချောင်းကြောက်ဆိုးတာလားအဲ့လိုမျိုးပေါ့နော်ဒီအပေါ်ကဒီဆေးအုပ်စုလေးတွေကိုဒါလေးတိထားမယ်ဆိုလို့ရှိရင်ဘာဆေးပဲလာကိုက composition contains အဲ့လိုမျိုးပေါ့နော်အဲ့ဒါကိုဖတ်လိုက်လို့ရှိရင်အဆင်ပြေပါတယ်နော်ရမယ်ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်